Hi everyone ဒီနေ့ကျွန်တော် sharing လုပ်မဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ present continuous tense ပါ What is present continuous tense present continuous ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးမလဲဆိုတာအဲ့ဒါ sharing လုပ်ပေးပါမယ် present continuous ကျွန်တော်တို့ဘယ်ချိန်မှာသုံးလဲဆိုတော့happening right now ချက်ချင်းဖြစ်တဲ့အကြောင်းအရာတွေကို happening ဖြစ်ပြနေတဲ့ချက်ချင်းဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့က present continuous ကိုသုံးပါတယ်သူရဲ့ form ကဘာလဲဆိုတော့ subject verb to be plus verb ing ပါ example အနေနဲ့ကြည့်ရအောင် I'm talking ကျွန်တော်စကားပြောနေသည် she is reading သူမစာဖတ်နေသည်They are praying သူတို့ကစားနေကြသည်ဒါ happening right now ပါသူရဲ့ form ကတော့ subject verb to be plus verb ing ပါနောက်တစ်ခုထပ်ပြောပါမယ်နောက်တစ်ခုကဘာလဲဆိုတော့သူကရုပ်ရှင်သောပုံစံသူကတော့ verb ing ပေါင်းပါ verb ing ပေါင်းလိုက်တာပါ pray praying readingအကယ်၍verb မှာကျွန်တော်တို့က e နဲ့ဆုံးနေရင် eiou ဆိုသရနဲ့ဆုံးနေရင် e ကိုဖြုတ်ပြီးတော့ကျွန်တော်တို့ ing ပေါင်းရပါမယ် writing နောက်တစ်ခုကဘာလဲဆိုတော့ making အဘိနော် making နောက်တစ်ခုကဘာလဲဆိုတော့ကဲ၍သူကတရတလုံး consonant တလုံးရှိနေတယ်ဆိုရင်ကျွန်တော်တို့ကဒီ consonant ကိုနောက်တစ်လုံးထပ်တိုးပြီးတော့ပြောရပါမယ် are you in run ဒီမှာ you ကတော့ vowel ပါ n က consonant ပါဒါဆိုတော့နှလုံး n ကိုနှလုံးထပ်ပေးရပါမယ်ဒါဆို are you in running လို့ရေးရပါမယ် sitting sitting လို့ရေးရပါမယ်ဒီမှာတော့ writing ပါပဲနောက်တစ်ခုဆက်ပြောပါမယ်နောက်တစ်ခုက negative လုပ်တဲ့ပုံစံပါ negative လုပ်တဲ့ပုံစံကတော့အရန်ကို rotation ပါတယ်သူကနောက်ပေါင်းထည့်ယူပါပဲသူကဘယ်ထဲမှာပေါင်းထည့်လဲဆိုတော့ verb to be ရဲ့အနောက်မှာပေါင်းထည့်ပေးယူပါပဲဒီ verb to be ရဲ့အနောက်မှာပေါင်းထည့်ပေးယူပါပဲဒီနောက်မှာနောက် slide တစ်ခုဆက်ပြောပါမယ် question ပါ question ကကြတော့ဘာလဲဆိုတော့ verb to be plus subject plus verb ing ပါဒါဆိုကျွန်တော်တို့မိကုံးလေးတစ်ခုလုပ်ကြည့်ရအောင်ဥပမာအနေနဲ့ are you listening is he coming I'm speaking clearly ဒီပုံစံလေးတွေကိုသိတဲ့ဆိုရင်ကျွန်တော်တို့က present continuous ကို negative လုပ်လို့လည်းရတယ် question လုပ်လို့လည်းရတယ်ဆိုတော့လွယ်လွယ်လေးနဲ့နားလည်မယ်လို့တော့မျှော်လင့်ပါတယ်ဒါဆိုဒီနေ့မမေ့ရမယ့်အကြောင်းအရာဘာလဲဆိုတော့ present continuous တဲ့ဘယ်နေရာမှာသုံးလဲဆိုတော့ happening right now happening around now temporary action ရရှိဖြစ်ပျက်နေတဲ့လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသုံးခြင်းဖြစ်ပါတယ်ဒါဆို present continuous ကိုလွယ်လွယ်နဲ့သုံးပြနိုင်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ present continuous တဲ့ကိုဆက်ပြီးတော့လေ့ကျင့်ကြပါလို့တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်